ဒီလိုမျိုး edition လားအဲ့ဒါဆိုရင်မင်းကခုနေရာအမှန်ကိုရောက်နေတာဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်ကဒီလိုမျိုး edit ကိုဘယ်လိုလုပ်ရမလဲဆိုတာ tutorial ပြပေးသွားမှာဖြစ်ပါတယ်စလိုက်ကြရအောင်ပထမဆုံးကျွန်တော်တို့ background ကိုအရောင်ပြောင်းဖို့ adjust ထဲကိုသွားပြီးတော့ graphic ချိန်မယ်ပေါ့ဗျာပြီးရင်ကျွန်တော်တို့ edit မယ် clip တွေကိုထည့်မယ်ပေါ့ဗျာပြီးရင်ကျွန်တော်ထားတယ်လို့ key နှစ်ခုလိုက်ထားပြီးပါကျွန်တော်ပြောတဲ့ key ဆိုတာဒါလေးပါပြီးရင် transform နဲ့သွားပြီးတော့ကျွန်တော်လုပ်တယ်လို့လိုက်လုပ်ပေးပါပြီးရင် graph ကိုကျုပ်ပြအောင်ထားပေးပါပြီးရင်ဆွဲမဲ့ clip စီကိုသွားပြီးတော့ကျွန်တော်ထားတဲ့လိုမျိုး key နှစ်ခုထားပေးပါပြီးရင် transform နဲ့သွားပြီးတော့ကျွန်တော်လုပ်တယ်လို့လိုက်လုပ်ပေးပါgraph ကျုပ်ပြအောင်ထည့်ပါတခြား clip တွေကိုလည်းကျွန်တော်လုပ်တယ်လို့မျိုးလိုက်လုပ်ပေးပါကျွန်တော်ထားတဲ့လိုမျိုး key နှစ်ခုထားပေးပါပြီးရင် transform နဲ့သွားပြီးတော့ကျွန်တော်လုပ်တယ်လို့လိုက်လုပ်ပေးပါကျွန်တော်ထားတဲ့လိုမျိုး key နှစ်ခုထားပေးပါပြီးရင် transform နဲ့သွားပြီးတော့ကျွန်တော်လုပ်တယ်လို့လိုက်လုပ်ပေးပါကျွန်တော်ထားတဲ့လိုမျိုး key နှစ်ခုထားပေးပါပြီးရင် transform နဲ့သွားပြီးတော့ကျွန်တော်လုပ်တယ်လို့လိုက်လုပ်ပေးပါgraph ကျုပ်ပြအောင်ထည့်ပါပထမဦးဆုံး clip ကိုနှိပ်ပြီးတော့ duplicate ကိုနှိပ်ပေးပါပြီးရင်ထို clip နဲ့ထပ်တူကြအောင်ကျွန်တော်လုပ်တယ်လို့မျိုးထားပေးပါပြီးရင် adjust ထဲဝင်ပြီးတော့ကျွန်တော်လုပ်တယ်လို့မျိုး setting တွေကိုလိုက်ချိန်ပေးပါပြီးရင် layer ကိုနှိပ်ပြီးတော့ဆွမ်းနာကလေးရဲ့အနောက်တွင်ထားပေးပါဒုတိယ key စီသွားပေးပါပြီးရင် transform နဲ့သွားပြီးတော့ကျွန်တော်လုပ်တယ်လို့လိုက်လုပ်ပေးပါပထမ key စီသွားပေးပါပြီးရင် transform နဲ့သွားပြီးတော့ကျွန်တော်လုပ်တယ်လို့လိုက်လုပ်ပေးပါပြီးရင် effect ထဲသွားပြီးတော့ glow 2 ကိုနှိပ်လိုက်ပါပြီးရင် object ကိုနှိပ်ပြီးတော့ all video ကိုနှိပ်ပေးပါပြီးရင် glow ကိုကျွန်တော် setting ထားတယ်လို့ထားပေးပါပြီးရင်ကျွန်တော်တို့ clip လေးကိုနောက်ပြီးနဲ့ညီအောင်ဖြတ်မယ်ပေါ့ပြီးရင်ကျွန်တော်တို့ export ထုတ်လို့ရပါတယ်အခုကတော့ကျွန်တော်တို့က video ထဲကို shape ထဲမှာဖြစ်ပါတယ် video effect ကိုနှိပ်ပြီးတော့ shape ကိုနှိပ်လိုက်ပါပြီးရင်ကျွန်တော်ထားတဲ့လိုမျိုး key နှစ်ခုထားပေးပါဒုတိယ key မှာ00ထားပြီးတော့ပထမ key မှာ40ထားပေးပါ object ကိုနှိပ်ပြီးတော့ all video နှိပ်ပြီးတော့ duplicate ကိုနှိပ်ပါ
ကျန်တဲ့ကလစ်တွေထွက်လာမယ့်နားကိုရှိတ်ကလေးတွေစီထားပေးပါအဲ့လိုဆိုရင်ရပါပြီကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်